စင်းမြင့်ထက်မှာတောက်လောင်နေတဲ့မိစားရောင်တွေအောက်အေးစိတ်တည်ငြိမ်ပြီးရိုးရိုးရှင်းရှင်းလေးပဲနေတတ်တဲ့ဇနီးဖြစ်သူဟာအကျဉ်းစားဆက်စီကြကြအားရပါရကနေခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ခင်မုန်းဖြစ်သူမှာတော့အံ့ဩမြင်တဲ့ရင်စကားတွေဆွံသွားခဲ့ရပါတယ်။အိမ်အောင်တဲ့9နှစ်တာလုံးသူမဟာအမြဲတမ်းစိတ်ထားနှူနေပြီးဗီယူဆိုင်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်လို့သူ့အနားမှာပဲဝဲလေလေလုံနေလေးရှိသူပါတို့ပေမဲ့ဒီနေ့မှာတော့သူမရဲ့ပင်ကိုယ်စရိုက်တစ်ခုလုံးတရ80ဒီဂရီပြောင်းလဲသွားခဲ့တယ်လို့ပါပဲ။ညလုံးမခွာနိုင်တော့အောင်ဆွဲဆောင်မှုရှိလုံးနေရကြောင့်ပွဲထဲမှာရှိတဲ့လူတိုင်းဟာမတိစိတ်ကနေသူမစီစိတ်ညှို့ယူခံရရတယ်လို့ဖြစ်သွားကြပါတယ်။ဇနီးဖြစ်သူရဲ့ဒီလိုရုပ်တရက်ပြောင်းလဲကြီးကမျိုးသားရဲ့ရင်ထဲမှာမနာလိုဝင်တိုးမှုကိုမိမွေးပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပေမဲ့ဒီပြောင်းလဲရဲ့နောက်ွယ်ကအကြောင်းရင်းဟာသူကိုယ်တိုင်ဖြစ်နေမှန်းတော့သူမသိခဲ့ပါဘူး။တကယ်တော့လွန်ခဲ့တဲ့ရက်ပိုင်းကမျိုးသမီးဖြစ်သူအိမ်ပြန်လာချိန်မှာသူမရဲ့ခင်ပွန်းဟာမူလချစ်သူဟောင်းပြန်ရောက်လာတဲ့ဝန်တာအားရသတင်းကြောင့်သားဖြစ်သူနဲ့အတူအောင်ပွဲခံပျော်ရွှင်နေတာကိုတွေ့လိုက်ရတာပါသူတို့၃ယောက်လုံးရဲ့မျက်နှာပေါ်မှာပျော်ရွှင်မှုတွေပြည့်နေနေပြီးမျိုးသမီးကတော့သူတို့ရဲ့ပျော်ရွှင်မှုကြားမှာအပြင်လူတစ်ယောက်လိုခံစားလိုက်ရပါတယ်အဲဒီနောက်မူလချစ်သူဟောင်းကအရှက်ကြောင့်မရှိသူမရဲ့ခင်ပွန်းကိုဖတ်လိုက်ပါတော့တယ်တို့ပေမဲ့မျိုးသမီးကိုအစိမ့်လိုက်ခွဲချလိုက်သလိုအကြီးကကြေပွဲစီခဲ့တာကတော့သားဖြစ်သူရဲ့ပါဒီကသားရဲ့မိမိရင်းချလာပေးလို့မရဘူးလားဟင်ဆိုတဲ့စကားတန်ပါပဲဒီစကားကိုကြားလိုက်ရတဲ့အခါမျိုးသမီးရဲ့အတင်းလုံးတစ်ခုလုံးစီးစီးနင်းနဲ့ကျိုးပဲသွားခဲ့ရပါတယ်။9နှစ်တာလုံးပေးဆက်ခဲ့တဲ့ညစူးစမ်းမှုမြစ်တာနဲ့ပြုစုပြောထောင်ပေးခဲ့မှုတွေဟာခဏတာအတွင်းမှာလည်းအလကားဖြစ်သွားခဲ့ရပါပြီ။အဲဒါကြောင့်ပဲကျိုးပဲနေတဲ့နှလုံးသားနဲ့အတူမိုးရေထဲလမ်းပေါ်မှာထိုင်ပြီးအားပါတရငိုကြွေးနေခဲ့စဉ်မှာပဲကားတစ်စီးကသူမကိုဝင်တိုက်သွားခဲ့ပါတယ်။သူမနှလုံးပြန်ပွင့်လာချိန်မှာတော့ဆေးရုံရောက်နေခဲ့ပြီးရှေ့တဲ့မှာခင်မုန်းဖြစ်သူထိုင်နေတာကိုတွေ့လိုက်ရပါတယ်။သူ့မျက်နှာကိုမြင်မြင်ချင်းမှာပဲသူပေးခဲ့တဲ့တရားတွေကခေါင်းနဲ့ပြန်ပေါ်လာတာကြောင့်သူ့ကိုကလေးစားချေဖို့အစီအစဉ်ဆွဲလိုက်ပါတော့တယ်။တစ်တော်တဲ့အချိန်ကျမှကလေးစားချေနိုင်ဖို့အတွက်ဘာမှမနှက်မိတော့သလိုဟန်ဆောင်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသားဖြစ်သူကဆေးရုံထမ်းလေးပြေးဝင်လာခဲ့ပါတယ်။သူ့ကိုမြင်တော့မိခင်ဖြစ်သူအတွက်စိတ်ပူပေးလိုက်မယ်လို့ထင်ခဲ့ပေမဲ့ကလေးကသူမကိုလှည့်တောင်ကြည့်ခဲ့ပါဘူး။ထိုစားပါသားတီတီရဲ့ရှိုးပွဲကိုသွားကြည့်ခြင်းနဲ့လို့တန်းပြောလိုက်တာကြောင့်ခင်ပွန်းဖြစ်သူဟာသူမကိုဆေးရုံမှာဘာမှမပြောဘဲတယောက်တည်းထားရခဲ့ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့မျိုးသမီးမှာရှင်ထဲကနေအစိမ့်လိုက်ကျိုးပဲသွားခဲ့ရပါတယ်။ဒါအကြောင်းမှာတော့မျိုးသမီးဟာဆေးရုံကနေအိမ်ကိုပြန်ရောက်လာခဲ့ပြီးအိမ်ပေါ်ကတခင်လေးပြန်လာတော့မယ်။ညစာပြင်ထားရအောင်ပါလို့ပြောပါတယ်။အဲ့ဒါကိုကြားတော့မှနှစ်ပေါင်းများစွာသူ့ကိုဘယ်လိုပြုစုလုပ်ကင်ပေးခဲ့ရတယ်လဲဆိုတာသူမသတိရသွားပါတယ်။ဒါပေမဲ့အပြန်အလှန်အနေနဲ့ရရှိခဲ့တာကတော့တစ္ဆာဖောက်ခံရမှုပါပဲ။အဲ့ဒီအချိန်မှာပဲခင်ပွန်းဖြစ်သူဝင်လာပြီးထုံးစံအတိုင်းသူ့ကိုအင်ဂျီကိုသူမစီကမ်းပေးဖို့စူးစမ်းပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမယူဖို့ငင်းဆန်လိုက်ပြီးပြောစမ်းအဲ့ဒီနေ့ကလူတွေအရှိမဘာလို့ရှင်းတကယ်ချင်းပါလို့မိတ်ဆက်ခဲ့တာလဲလို့ဒေါသတကြီးမေးလိုက်ပါတယ်အဲ့ဒီအခါခင်မုန်းချစ်သူကအေးဆက်ဆက်နဲ့ပဲငါမပြောလိုက်တာပါဒီမင်္ဂလာပွဲကမှားတစ်ခုပဲငါနေ့ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူးလို့တုံ့ပြန်ခဲ့ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါအမျိုးသမီးရဲ့နှလုံးသားထဲကနောက်ဆုံးမျှော်လင့်ချက်ဆက်ဆက်လေးပါကျိုးပဲသွားခဲ့ပါတယ်သူမဟာချက်ချင်းပဲကွာရှင်းပေးဖို့တောင်းဆိုလိုက်ပါတယ်တို့ပေမဲ့ခင်မုန်းချစ်သူကနှောင်ရဲပြီးနေကအင်ရှင်မအလကားကောင်မလေးပါငါမရှိပဲတရက်တောင်ရှင်းတန်းနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့အခုတော့သူမစိတ်ပိုင်းချက်လိုက်ပါပြီဒီနေ့ကစပြီးသူမဟာသူမကိုယ်တိုင်အတွက်ပဲရှင်းတန်းနေထိုင်တော့မှာပါပြင်းစရာကောင်းတဲ့အဝတ်စားဟောင်းတွေကိုတွင်းပစ်လိုက်ပြီးစတိုင်ကြတဲ့ဇမင်းပုံစံတစ်ကိုပြောင်းလဲလိုက်ပါတယ်ထို့နောက်သူမရဲ့စစ်မှန်တဲ့တခါကိုပြန်လည်တိစောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲဒါကြောင့်ညဘက်မှာသူမရဲ့စစ်ဆုံးတငယ်ချင်းတွေနဲ့အတူဘားတစ်ခုမှတွားရောက်အပန်းဖြေခဲ့ပါတယ်တငယ်ချင်းတွေကလည်းသူမရဲ့ဘဝတည်ဆုံးဖြတ်ချက်ကိုအပြည့်အဝထောက်ခံပေးကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမူလချစ်သူဟောင်းနဲ့တိုက်ဆိုင်ဆုံလိုက်ရပြီးသူမကိုလာရောက်မှပြောင်းလာတော့တယ်အဲ့ဒါကြောင့်မူလချစ်သူဟောင်းမနာလိုဖြစ်သွားစေဖို့နဲ့ခင်မုန်းချစ်သူရဲ့အာယုံကိုသူမစီပြန်လဲဆွဲဆောင်နိုင်ဖို့အတွက်အမျိုးသမီးဟာစင်ပေါ်ကိုချက်ချင်းတက်သွားပြီးအကျန်းစားကားပြလိုက်ပါတော့တယ်ဟဲမိန်းမတယောက်ရဲ့ဆက်ဆုပ်ရွံရှာမှုနဲ့ပြန်လဲလူထလာတဲ့အလှတရားရှိမှခင်မုန်းချစ်သူနဲ့မူလချစ်သူဟောင်းတို့ဘာဆက်လုပ်ကြမလဲဆိုတာ